အားလုံးပဲဂရုတစိုက်နဲ့နေထိုင်ကြပါအားလုံးဂရုတစိုက်နဲ့တွာလာကြပါအဆအရာဂရုတစိုက်နေကြပါဖရာတရားမမေ့ပါနဲ့တရုံသုံးပါးလဲဆောင်းထားတတ်နိုင်သလောက်တန်တရားအတွက်လဲပေါအောင်ပြုလုပ်ထားတဘာဝဘေးရန်တွေလဲထူးထူးစိုက်ကြစောင်းနေရည်တွေကိုအာယုံစိုက်ကိုမိသားစုကိုအာယုံစိုက်အနေရကင်းရင်အနေရရှိတဲ့နေရာမသွားနဲ့ရုပ်မာတတ်တဲ့လူတွေကိုထူးထူးဆိုင်ရှောင်ကျဉ်ကြကောက်ကြည့်ရုပ်မာတဲ့လူတွေဆိုရှောင်ကြရှောင်မှကိုယ်အတွက်အနေရကင်းပါလေသဘောပါလားဆရဂူးဆိုင်ကြပါမပေါ်မဆကြနဲ့တဘာဝဘေးရန်တွေကိုလည်းထူးထူးဆိုင်ကိုမိသားစုနဲ့လည်းဆက်သွယ်မပြတ်စေနဲ့အားလုံးအေးချမ်းချင်းရှိကြပါစေကိုယ်စိတ်နှလုံးရှင်ပြုံးကြပါစေအေးချမ်းသာယာချင်းရှိကြပါစေလို့